ဒီနေ့မြန်မာရွှေဈေးကတော့စနေနေ့ကဈေးတက်ထားတဲ့အတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။နေ့ကနေ့ဖြစ်တဲ့အတွက်ဒီနေ့ညမှာတော့ရွှေဈေးနှုန်းကအတက်ကြမရှိပါဘူး။လက်ရှိကမ္ဘာရွှေဈေးကလည်းပဲတအောင်စားကိုဒေါ်လာ4155.68နဲ့ဈေးနှုန်းကတည်ရှိနေတာဖြစ်ပါတယ်။ဒီနေ့ကမ္ဘာရွှေဈေးကွက်ပိတ်ပါတယ်။တနင်္လာနေ့မှာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကွက်ကပြန်ပြီးတော့ဖွင့်မှာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးအဖွင့်မှာဈေးနှုန်းတွေပြန်ကျဖို့လားလာရှိတယ်လို့ခန့်မှန်းနေကြပါတယ်။ဒီနေ့ကမ္ဘာသတင်းတွေမှာဆိုလို့ရှိရင်တော့ဟိုမိုးရေလက်ချားကိုပြန်ပြီးတော့ပိတ်သွားတဲ့အကြောင်းဈေးတွေကဖော်ပြနေတာဖြစ်ပါတယ်။အီရန်ဒီစနေနေ့တွင်အမေရိကန်နဲ့ယာယီသဘောတူညီချက်ကိုနှစ်ကြိမ်တိုင်လက်မှတ်ထိုးခဲ့ပြီးလက်ဘနွန်တွင်အစ္စရေးဆက်လက်တိုက်ခိုက်မှုများကြောင့်ဒေါသထွက်ကဟိုမိုးရေလက်ချားကိုထပ်မံပိတ်လိုက်ကြောင်းပြောကြားခဲ့ပြီး၎င်း၏ညှိနှိုင်းရေးမှုများသည့်ဆွေးနွေးပွဲများအတွက်ဆွစ်ဇာလန်နိုင်ငံသို့တွားရောက်နေတော့လည်းပဲထို့နေရာတွင်ဘာမှဖြစ်လာနိုင်ပွဲမရှိဘူးလို့အီရန်ကကြေညာခဲ့တယ်လို့သတင်းတွေကဖော်ပြနေပါတယ်။ဒီမှာတော့ဟိုမိုးရေလက်ကြားကိုပြန်ပိတ်သွားပြီဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းရေနံဈေးတွေတက်ပြီးတော့ကမ္ဘာရွှေဈေးတွေကျနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ကမ္ဘာရွှေဈေးပြမယ်ဆိုလို့ရှိရင်တော့မြန်မာရွှေဈေးကလည်းပြန်ပြီးတော့ကျမှာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးအတက်ကြကိုတနင်္လာနေ့မှာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က21ရက်နေ့6လပိုင်း2026ခုနှစ်အရှိမြန်မာရွှေဈေးက16ပဲရစ်စနေအောင်မင်းလင်းရွှေတရသားကိုဆိုင်ကရောင်းနေဈေးက69သိန်း9000ဆိုင်ကလက်ခံနေဈေးက96သိန်း9000စနေဟောင်း15ပဲတရသားကိုဆိုင်ကရောင်းနေဈေးက92သိန်း2000 16ပဲရစ်စနေသစ်မီလင်းရွှေတရသားကိုဆိုင်ကရောင်းနေဈေးက96သိန်း3000ဆိုင်ကလက်ခံနေဈေးက95သိန်း3000စနစ်သစ်15ပဲတရသားကိုဆိုင်ကရောင်းနေဈေးက68,000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4360ဆိုင်ကလက်ခံနေဈေးက4260ယူရိုငွေကိုမြန်မာကျပ်ငွေ4985ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3340ဆိုင်ကလက်ခံနေဈေးက3240တရုတ်ငွေတရွာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက642ကျပ်ဆိုင်ကလက်ခံတဲ့ဈေးက626ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ3050ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချက်ယူသမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးပဲယူသမားတွေကကျပ်တစ်သိန်းကိုဘတ်ငွေ955ဘတ်မလေးငွေ69.5ကိုမြန်မာကျပ်ငွေတစ်သိန်းဂျပန်ငွေ3808.38ကိုမြန်မာကျပ်ငွေတစ်သိန်းကိုရီးယားငွေ3661.61.36ကိုမြန်မာကျပ်ငွေတစ်သိန်းအိန္ဒိယငွေ2169.66ကိုမြန်မာကျပ်ငွေတစ်သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒီလိုနေနဲ့ငွေတော့မယ်ငွေလေးလည်းလောက်တော့မယ်ဆိုတော့ဝန်ဆောင်မှုပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှပဲငွေလေးလည်းလောက်ကြပါလို့ကျွန်တော်ကကြံပြူခြင်းပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးအနေနဲ့ကင်းလို့ပြည့်ရှင်းနိုင်ကြပါစေ